Microsoft Browser နဲ့ Copilot AI နဲ့ပေါင်းပြီးတော့မှစာတွေဘယ်လိုလိုက်မှတ်မလဲဆိုတာကိုဒီချက်တည်းနဲ့တကယ်ချင်းပြောပြလေးပြန် share ပေးပါမယ်เนาะပထမဦးဆုံးကိုဖွင့်မဲ့ပိုင်းက PDF ဖြစ်နေရပါမယ် PPT slide ဆိုလို့ရှင်လည်း PDF ကိုပြောင်းလိုက်ပေါ့เนาะပြောင်းပြီးသွားလို့ရှင် Open with Microsoft ဒီ browser နဲ့ရွေးပြီးတော့ဖွင့်လိုက်ပေါ့เนาะပြီးရင်เนาะဒီဘေးကအပေါ်လေးမှာဒီ Copilot logo လေးရှိရဲအဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားလို့ရှင်เนาะဒီဘက်ကိုယ့်ရဲ့ slide မှာပေါ့เนาะကိုသိချင်တဲ့ topic ကိုရွေးပြီးရင် ask Copilot ဆိုပြီးတော့နှိပ်ပေးပါပေါ့เนาะဒါဆိုလို့ရှင် Copilot ကကို AI ကတခါတည်းဒီစာအတွက်ပေါ့လာပြီးတော့ရှင်းပြပေးတယ်ပေါ့เนาะတစ်ချက်ဆိုဒီမှာဆိုလို့ရှင်เนาะ slide တွေမတူတာတွေပုံတွေမှာရှိရစာတွေကိုနှိပ်တယ်နှိပ်ပြီးတော့မှ ask Copilot ဆိုပြီးနှိပ်လိုက်တာနဲ့ဘေးမှာသူကလာရှင်းပြရပေါ့เนาะဒါအောင်မှမြန်မာလိုရှင်းပြခိုင်းမယ်ဆိုလို့ရှင်တော့ explain me in Burmese ဆိုပြီးတော့ထပ်ပြီးတော့မှရေးပေးလို့ရပါတယ်ဒါကတော့စာလေ့လာသူပဲဖြစ်ပေါ့เนาะဒါကိုယ့်ရဲ့ professional မှာပဲအလုပ်နဲ့ပတ်သက်ပြီးတော့လေ့လာချင်တာပဲဖြစ်တခါရဲ slide နဲ့ဒီ AI ကိုတွဲပြီးတော့မှလေ့လာနည်းလေးကိုပြပြပြလိုက်တာဖြစ်ပါတယ်